ချစ်သူတယောက်ရထားပြီပေါ့နော်ချစ်သူကဒီဇက်ကောင်းဆောင်ရဲ့ဇက်တပင်ကောင်းဆောင်မစောတီတာရဲ့သူနဲ့ပဲသူရေးသားဖြစ်တော့သူကလည်းအကျန်းဖတ်တာခံရတယ်ပေါ့နော်သူ HMV ကူကလည်းသူ့ရဲ့အရင်ရေးသားဟောင်းကြောင့်ပေါ့နော်နောက်တစ်ခုကဒီ transgender မျိုးသားရဲ့စိတ်ထားပေါ့နော်စိတ်သက်ပေါ့သူထားတဲ့စိတ်သက်ကဘယ်လိုပြောမလဲအခုခေတ်မှာတော့ဒီလိုလူမျိုးကရှိနိုင်မလားတော့မသိဘူးဒါပေမဲ့သူစိတ်ထားမျိုးရှိဖို့ကြိုးစားဖို့လိုတယ်ပေါ့နော်သူကဒီမှာဆိုရင်သူစိတ်ထားကသူကလုံးဝမှဂုံတိတ်ခါရှိရဲ့တည်ငြိမ်ရှိရဲ့ကွာ transgender ပဲဒါပေမဲ့စံနောက်တိတ်ခါနဲ့ထိန်းတဲ့လူမျိုးပေါ့နော်နောက်တစ်ခုကသူ့မှာအချစ်နဲ့အမုန်းဆိုတာမရှိဘူးချစ်ရင်ချစ်လိုက်တယ်ပေါ့နော်ချစ်ရင်ချစ်လိုက်တယ်မချစ်ဘူးဆိုရင်တော့ဥပိ္ပခာပြုလိုက်ရင်လည်းသူ့မှာအချစ်နဲ့အမုန်းဆိုတာမရှိဘူးအချစ်နဲ့ဥပိ္ပခာပဲရှိရဲဆိုတဲ့အကြောင်းလေးပေါ့နော်သူထားတဲ့စိတ်ဘောသားကြောင့်နောက်ကြတော့သူကဒီနောက်ပိုင်းသူ HIV ဖြစ်တဲ့အခါမှာသူကလည်းချစ်တဲ့သူ့ကိုလည်းအရန်ချစ်တဲ့ဖိုးစောချစ်ရဲနဲ့ထားခဲ့ရဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါမျိုးလေးပေါ့လုံးဝအတူယူဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်လည်းစဉ်းစားမိရဒီအချစ်နဲ့ဥပိ္ပခာပဲထားတယ်ဆိုတာဟာကြီးတော်တော်ဟုတ်တယ်ပေါ့နော်ချစ်ရင်ချစ်ရင်တော့ချစ်လိုက်ဒါပေမဲ့ကိုမချစ်ဘူးဆိုတိုင်းမုန်းရမှာတော့မဟုတ်ဘူးပေါ့နော်ကိုမချစ်ဘူးဆိုရင်ဥပိ္ပခာပြုလိုက်ရုံပဲပေါ့ဒါကြောင့်မို့အချစ်နဲ့အမုန်းဆိုတာတဲ့အချစ်နဲ့ဥပိ္ပခာထားတဲ့သူစိတ်တက်ကပို့ပြီးတော့မှန်တယ်လို့ကျွန်တော်ထင်တယ်နော်နောက်တစ်ချက်ကဒီဖိုးစောဒါမျိုးဓာလေးရဲ့အကြောင်းမျိုးဓာလေးရဲ့ဒီစိတ်ကားမြင့်ပုံအကြောင်းပေါ့နော်စိတ်သက်မာပုံလုံးဝ strong woman ဖြစ်တယ်ပေါ့နော် strong woman ဖြစ်တယ်သူ HIV AIDS ဖြစ်တာမှပဲလုံးဝအသက်ပြန်ပြီးတော့ရှင်သန်နိုင်တဲ့အထိကိုမှပဲသူလုံးဝတောက်ခံနိုင်နေတယ်ပြီးတော့လုံးဝ strong woman ဖြစ်တယ်နောက်တစ်ခါဒီနောက်ထပ်သူ့ကိုအရန်ချစ်တဲ့ဖိုးစောအကြောင်းပြောမှာဖိုးစောကအဲ့ဒီဇပွဲကျွန်တော်ရှင်းမပြောခဲ့သလိုပဲဇပွဲကနေပြီးတော့ဇပွဲမှာကြည်ရင်နဲ့မမျိုးဓာလေးကိုကြည့်ပြီးတော့တွေ့သွားပြီးတော့ပေါ့နော်မင်းချင်းကြိုက်သွားတယ်တိုက်သွားပြီးတော့လိုက်တယ်ပေါ့နောက်ကနေပြီးတော့ဇပွဲကြီးတွားကြည့်တယ်အားနဲ့ဆက်သွယ်ဖြစ်ပြီးတော့ရန်ကုန်မှာသူတို့အင်ဂျင်နာချင်းအတူတူနေဖြစ်သွားတယ်ပေါ့ကွာနေဖြစ်ပြီးတော့ကုညီနေနဲ့ပဲတန်ရုံးစင်ဖြစ်ပြီးတော့သူတို့ကြိုက်သွားတယ်ဆိုပါတော့ကြိုက်သွားတော့ဒီနောက်ပိုင်းဒီဖိုးစောဒီမျိုးကိုကြိုက်သွားပြီးတူနေကြတာပေါ့နော်တူနေတယ်ဆိုပေမဲ့သူဟိုလိုမျိုးတူနေရမဟုတ်ဘူးဒီတိုင်းရိုးသားတူနေရရိုးသားတူနေရဒီဘက်ကမျိုးဓာလေးရတယ်နောက်ပိုင်းဒီယောဂဖြစ်မှာဆိုလို့ပေါ့နော်သူကလည်းတိထားတယ်လေသူရီစားဟောင်းကထောင်ကျပြီးတော့အဲ့ထက်မှာပဲအုံနောက်ထဲကိုပိုးဝင်ပြီးတေဝရလို့သာပြောတယ်ဒါပေမဲ့ဂျိုင်းမှာဇလန်းညောကျွန်တော်မပြောတော့ဘူးပေါ့နော်သူကသူ့ကိုသူသိရသူတွေးတမ်းမှာဒါဒီပိုးများရှိနေနိုင်မလားဆိုပြီးတော့အဲ့လိုမျိုးတန်တရားရှိတာပေါ့နော်အဲ့ကြောင့်မို့ဒီဖိုးစော်နဲ့အတူတူနေခွင့်မပြုဘူးပေါ့နော်ဒီနေတာအတူတူနေရဲဆိုတာတိမ်ထဲမှာတယောက်နဲ့တယောက်ကိုကြီးဖေးမှနေရဲလို့ပြောဒီနောက်ပိုင်းဒီမျိုးဓာလေးကမျိုးက HIV ဖြစ်သွားတဲ့အခါမှာဒီဖိုးစော်ဘေးကနေပြီးတော့ဂယုစိုက်ပြီးတော့အဲ့လိုစေကန်းတွေလိုက်ပြတယ်စေးထုတ်တယ်အဲ့ဒါမျိုးတွေမှာတော်တော်မှချစ်တဲ့လူမျိုးလို့ပြောရမယ်ထင်တယ်ဒီတည်းကကျွန်တော်တိုက်တဲ့တခန်းဆိုရင်အမှမျိုးဓာလေးကကျွန်တော် ARV စေးမရခင်မှာစထရင်စေးတော့တောက်နေတယ်ဒါပေမဲ့ ARV စေးမရခင်မှာဘာဖြစ်လဲဆိုတော့ဦးလေးကိုပိုးဝင်တာပေါ့နော် OTV ဖြစ်တာ OTV ဖြစ်ပြီးတော့ဘိုင်းအောင်တဲ့အချိန်မှာနေ့မှာညာနေ့မှာပေါ့ဘိုင်းအောင်တဲ့နေ့မှာမျိုးဓာလေးကိုပိုးစောပွေပြီးတော့စေကန်လိုက်ပြီးတော့ပြရတာမျိုးပေါ့နော်စေကန်လိုက်တော့စေကန်တခန်းဝင်တော့အဲ့ချိန်မှာ AIDS တွေ HIV တွေကတအားဖြစ်နေကျွန်တော်နိုင်ငံမှာဒီ2000ခုနှစ်ဝန်းကျင်အကောင်လုံးကလည်းခွဲခြားဆက်ဆံခံနေရပြီလုံးဝဒီ6တွေမင်းမရှာရင်လုံးဝမတတိတော့ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်နေစေကန်ကိုတော့ပြရတဲ့အချိန်မှာဒီမျိုးဓာလေးကိုကြည့်ပြီးတော့ဆရာဝန်ကထွက်လာပြီးတော့ဗောနော်ဘာဖြစ်တာလဲပေါ့အမဖိုးစော်ကလည်းတောင်းပန်တာပေါ့သူဒီဘူးတတလေးအောင်စိတ်ကူပြီပေါ့ဒါပေမဲ့ဒီဆရာဝန်ကမျိုးဓာလေးကိုကြည့်ပြီးတော့ဒါ HIV AIDS ဖြစ်နေတဲ့ယောဂတည်းမဲ့သိတယ်ပြီးသွားတဲ့အခါမှာမကုပေးဘူးပေါ့နော်ဒီလိုလူနာမျိုးတွေလက်မခံဘူးပေါ့အခုချက်ချင်းထွက်သွားတော့ဒီဆရာဝန်ကအဲ့လိုဆက်ဆံတယ်ပေါ့နော်ဆက်ဆံတဲ့အချိန်မှာဖိုးစော်ကဒူးတွေလိုက်ဖက်ပေါ့အဲ့လိုမျိုးပြောတဲ့အချိန်မှာဆရာဝန်ကလုံးဝခါတီးဒီစေကန်ကနေပြီးတော့နှင်ချပါအဲ့ချိန်မှာဖိုးစော်ထားပြီးလုပ်လိုက်တဲ့ဆရာဝန်ကိုဆက်ဆံလိုက်တဲ့ပုံစံကဒေါသထွက်ပြီးတော့နော်ဒီကော်လန်ကိုဆွဲပြီးတော့ပြောလိုက်တာဆရာဝန်ကိုခင်ဗျားယောဂတွေကိုအဲ့လောက်ကြောက်တတ်နေဆရာဝန်လုံးမနေဘူးနော်အဲ့လိုမျိုးပြောပြီးတော့ထွက်ပြီးတော့ဆရာဝန်ရဲ့ဆိုင်းဘုတ်ကိုဆွဲချပြီးတော့ဒီ6လောက်နဲ့တက်နေပြီးတော့ပြန်ပွေပြီးထွက်လာတယ်အဲ့ဒါလို့ဒီစာအုပ်ထဲမှာဖော်ပြတာကမိဘတွေနဲ့တာသမီတွေကြားရဆက်ဆံပုံတွေပြီးတော့ဖေးမပုံတွေပေါ့နော်နားလေလက်ခံပုံတွေ
နောက်ကဒီချစ်သူချစ်ချင်းကြားမှာရှိရဲ့မျိုးသားလီဒီဖိုးစော်ဒီနှစ်ဦးကြားမှာရှိရဲ့ချစ်ချင်းမေတ္တာတရားကြီးကြောင့်မို့ဒီမှာဒီဆောင်ထဲမှာပါတဲ့ဒဏ်ရာလေးခုပေါ့နော်ဟို1500နဲ့928ကတန်မိုးချင်းတော့ကွာပြီးမယ်ပေါ့နော်ဒီအခြေခံချစ်ချင်းမေတ္တာအတူတူပါပဲဆိုတဲ့ဟာလေးဖော်ပြထားတယ်နောက်ပိုင်းအဲ့လိုကြီးဖိုးစော်ချစ်တဲ့ဆိုတဲ့အကြောင်းပြောထားတာနောက်ပိုင်းမျိုးသားလီကဒီပြန်ပြီးတော့နလန်ထားပါတယ်နလန်ထူသွားတယ်ကောင်းမွန်သွားတယ်ပေါ့နော်ယောဂပြန်ကောင်းသွားတယ်ကောင်းတယ်ဆိုတာဒီ ARD စီးလေ ARV အဲ့ဟို ARD မဟုတ်ဘူး ARV ပဲရှိသေးတယ်အဲ့ဟိုတောက်ရတဲ့စီးတောင်ကြီးကဟိုသုံးလုံးတောက်ရနေတူပဲဟိုစီးတောင်အကြီးကြီးတောက်တာစီးတောင်အကြီးကြီးဟိုကတောက်တဲ့ ARV စီးကသူက SC က side effect ရှိရဲဒေါသထွက်လို့ရလို့အသားကြီး6တာမင်းတာဒါမျိုးဖြစ်တယ်ပေါ့နော်အခု ARD ကလုံးဝတိတ်ပြီးတော့ side effect တော့မရှိတော့ဘူးအရင်ကအဲ့လိုတောက်ခဲ့အခင်းကတောက်ခဲ့ ARV စီးကဒီ side effect ရှိရဲ SC တောက်တော့ပြန်တော့ယောဂကောင်းလာတယ်ဒါပေမဲ့ဒီ side effect အရဟိုစိတ်တို့ဒေါသထွက်လွယ်ရတယ်ပေါ့နော်ရှိလာတယ်ပြီးတော့ဖိုးဆိုတာငကုံကတန်တာဆိုတဲ့ကောင်မလေးနဲ့အခြေဆုံးတငယ်ချင်းလေးအရင်ကလည်းခင်မရှိကြတယ်မျိုးသားလေးနဲ့ဒါပေမဲ့နောက်ပိုင်း SC တွေတောက်လာပြီးပြန်ကောင်းလာတဲ့အချိန်မှာဒီတန်တာနဲ့လည်းတဝုံတွေတူလို့ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တော့နောက်ပိုင်းကျဘာဖြစ်လဲဆိုတော့သူစဉ်းစားနေနေဒီဖိုးဆိုတာလေဒီဘိုးစော်ကလည်းဒီစိတ်ဆန္ဒရှိရဲ့လူငယ်တယောက်ပဲကွယ်သူကလည်းစိတ်ဆန္ဒရှိရဲ့အမျိုးသမီးပေါ့နော်အမျိုးသမီးတယောက်ပဲအဲ့တော့တူနေဖြစ်ရင်ဒါကမလွဲမသွေရင်ဆိုင်ရမှာပဲတူနေဖို့ဆိုတာဖြစ်လာမှာပဲလေဖြစ်လာမှာပဲဒါပေမဲ့သူကတစ်ဖက်ကမျိုးသားလေးကတိတ်ငယ်လာပေါ့ကွာတပြပြကြာလာရင်ねသူပိုးထဲမှာသူသွေးထဲမှာပိုးကရှိပြီးသားဒါပေမဲ့အဲ့ခင်ကကျွန်တော်အခုခေတ်ကယောဂအခုခေတ်ဒီယောဂဖြစ်ရင်တော့ဒါကကောင်းတော့သိပြီးသွားပြီဆက်ဆံရုံဘယ်လိုမျိုးဆက်ဆံရင်ယောဂမကူအခုအောင်မှပဲမိဘမိခင်မှာပိုးရှိရင်ကလေးကကူးနိုင်ခြေမွေးလာကလေးကကူးနိုင်ခြေနေတယ်တကယ်လို့ကလေးမွေးလာခဲ့ရင်လည်းစရငယ်တဲ့ ARD ကျွေးတိုက်ကျွေးရင်ဒီကလေးကိုမကူးနိုင်ဘူးဆိုတာဒါကမျက်စိပွင့်နားပွင့်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီခေတ်မှာအကုန်လုံးသိပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေမှာဒါအဲ့လိုမဟုတ်တော့ဘူးအဲ့လိုမဟုတ်သေးဘူးပေါ့နော်ဒီမျိုးဆက်ဆံလိုက်ရင်ကူးသွားမယ်ဆိုပြီးတော့ပဲသူတို့ကယုံကြည်ရလေကူးသွားမယ်ဆိုပြီးတော့ပဲထင်တာဒီမျိုးသားလေးကနောက်ပိုင်းဒီမျိုးဆက်နေရင်တစ်ချိန်ကျရင်ပိုးစော်ကူးလာမှာပဲပေါ့နောက်တစ်ခုဟိုဟင်းလေးပါလေးချိန်အောင်မှပဲမျိုးသားလေးကလက်ကိုဓာတ်ထိသွားရင်တွေးထွက်ရင်ဒီပိုးစော်ကိုနားမကတ်ခိုင်းတော့တွေးရနေကူးမှဆိုတော့ပေါ့နော်ဒီမျိုးသူစဉ်းစားပြီးတော့စိတ်အားငယ်လာပြီးတော့နောက်ပိုင်းသူပိုးစော်ကိုထားခဲ့ရဖို့အခြေအနေပေါ့နော်ထားခဲ့ပိုးစော်လေးလုံးဝခေါင်းမာတယ်သူကလည်းဒီမျိုးသားလေးနားမှာပဲနေမှာဘယ်လိုတော့သွားဘယ်လိုနေသူကသွားမှာမဟုတ်အဲ့တော့ဒီမျိုးသားလေးက spoil ဖြစ်နေနေတူမျိုးသားလေးကဒီတန်တာနဲ့ဖိုးစော်ဒီကသူ့တငယ်ချင်းတန်တာနဲ့ပြန်ပြီးပေးစားဖို့လိုအောင်နော်တန်တာလည်းအရှိပိုင်းမှာဒီဖိုးစော်တစ်ဖက်သက်ကြိုက်နေတဲ့အကောင်မလေးပေါ့ဒါပေမဲ့သူဖိုးစော်ကိုဒီတန်တာကိုလက်ထက်ခွင့်တောင်းအောင်လို့တန်တာကိုလက်ထက်ခိုင်းတာကွာလက်ထက်ခိုင်းတဲ့အခန်းရတယ်တော့တရားဖို့ကောင်းတဲ့အခန်းလေးအခန်းလေးကမျိုးသားလေးကသူက ARV စေးတောင်းရတဲ့အခါမှာသူကမနက်9:00 နာရီတောင်းရတယ်မနက်9:00 နာရီကိုအချိန်တိကျပါတော့သူက TV ဈေးလိုပဲအချိန်တိကျတောင်းရတယ်အချိန်တိကျမတောင်းရင်ဒီလိုမျိုးအချိန်တွေစိုးရင်ရတယ်နော်9:00 နာရီတိုင်းတောင်းရတယ်အဲ့နေမှာ SC နဲ့ချိန်ချောက်ပြီးတော့ဒီဖိုးစော်ကိုတန်တာကိုလက်ထပ်ခိုင်းတယ်နော်ဘာဟို9:00 နာရီတီးဖို့9 မိနစ်လားမသိဘူးအဲ့ဒါပဲလိုရတယ်5 မိနစ်2 မိနစ်လား5 မိနစ်လားအဲ့လိုပဲလိုပေါ့အဲ့ချိန်မှာသူစီးကိုလုံးဝမတောက်တော့ဘူးတန်တာကိုလက်ထပ်မှလားလက်မထပ်ဘူးလားမြန်ပြောလက်မထပ်ရင်ဒီစီးကိုသူလုံးဝမတောက်တော့ဘူးဆိုပြီးအဲ့လိုသူ့အသက်နဲ့ချင်းချောက်တာပါဖိုးစော်ကလည်းလက်ထပ်မယ်ပေါ့အခလေးတနာဖို့ခေါင်းတယ်ပေါ့နော်လက်ထပ်မယ်ပေါ့နော်စီးကိုသာတောက်လိုက်ပါပေါ့